အခုကျူလေးကတော့ပစ္စည်းတွေအလွယ်တကူဝယ်လို့မရတာဖြစ်တဲ့အတွက် 3D နဲ့ထုတ်ပြီးတော့မှဒီဇိုင်းပြန်ဆွဲပြီးတော့မှ PRB machine မှာအသုံးပြုတာပဲဖြစ်ပါတယ် PRB machine ဆိုတာတော့သွေးရည်ကြီးကူထုံးလုပ်တဲ့နေရာမှာလူရဲ့သွေးရည်ကြီးကိုဆွဲထုတ်တဲ့ဆက်ပဲဖြစ်ပါတယ်ဒီလိုမျိုးအခုလို 3D နည်းပညာကိုကုသရေးပစ္စည်းတွေထုတ်တဲ့နေရာမှာလည်းသုံးလို့ရတယ်ဆိုတာကိုလည်း apply လုပ်ပြတာဖြစ်ပါတယ်အခုကျူကိုတော့ကျွန်တော်ကိုယ်တိုင် Fusion 360မှာဒီဇိုင်းပြန်ဆွဲပြီးတော့မှပြန်ပြီးထုတ်ထားတာဖြစ်ပါတယ်ဒီနေရာမှာဒီလိုမျိုးလုံးဝနဲ့ device တွေကတော့ Fusion 360မှာပါတယ် Revolt 2ကိုအသုံးပြုပြီးတော့မှဆွဲတာဖြစ်ပါတယ်ပထမဆုံးအနေတော့ဒီ 2D sketch ဆွဲပြီးတော့မှ Revolt 2ကိုလုပ်လိုက်ပြီးဆိုတာနဲ့အခုလိုမျိုးtube ကို solid ပုံစံရလာမှာဖြစ်ပါတယ်ဒါအောင်မှအထင်မှာသူ့ရဲ့အထူလိုင်းကို share ပြန်ဖော်ပြီးတော့မှပြန်ပြီးအစင်းစင်းဆွဲပြီးတော့ 3D တကယ်အသုံးပြုလို့ရတဲ့ 3D final design ရလာတာပဲဖြစ်ပါတယ်